တော့ကျွန်တော်အကြိုက်ကလအော်ဒီအာဝါဒီ ဘာနဲ့လောလိုက် အော်နေဦးလေးပါစီဝေးတယ်မကင်းနေ လာစမာပန်းလောက်စောင့်ကြည့် ကာချီလေးကကြည့်နေပါတယ်တဲ့ ကြာရင် မမေဦးက မမေဝီရေ မချီကြီးမင်္ဂလာပါခင်ဗျာ မင်္ဂလာပါရှင်ဒီကျလေးပို့ချက်ထားတော့နောက်ပြီးကြာစပြီရ နှစ်ယောက်တည်းပဲအများကြီးချက်နေတာတဲ့ ဟုတ်တယ်နည်းနည်းလက်တော်နည်းနည်းကြီးရအဲ့ဒါလာရင်လေ ကျွန်တော်နည်းနည်းအစားပုတ် နေမောအရန်စားတာတိမ်လုံးသာသူပြောက်တဲ့စားတာ ဟောထမင်းကတစ်နက်ပဲစားရတာဆိုတော့လေနောက်ပြီးတော့စားတဲ့ဆန်ကလည်းဘာစမာတီပဲစားရတယ်ဆိုတော့တစ်နက်ကိုတော့ဝအောင်စားရမှာဟုတ်တယ်မို့ ဟာလေ ဘာကျွန်တော်စားတဲ့ဆန်ဘာစမာတီအိန္ဒိယဆန်ပေါ့ အခုလောလောဆယ်ဒါစားနေဒီဆန်စားနေ ကြည်ကျင်ပါသည် အဲ့ဆက် ဆိုရင်မိသည် ဒီမှာ တချင်းလေးရလည်းကောင်းမတရုံမအလင်းနဲ့တချင်းလေးရလည်းကောင်းလွမ်းလည်းလွမ်း ဟုတ်ပါမကင်း ဘယ်လွမ်းလို့လွမ်းမှန်းမသိတာ ပန်းတွေလောက်စောင့်ကြည့်ကြည့်ဒီ လွမ်းစရာလည်းမရှိတော့ဘေးကဟာကြီးပဲကတ်လွမ်းရမှာဖြစ် ရှင် ကြာကြာပေါင်း မေကျော်တွေးတော်လွမ်းဘယ်ကိုလွမ်းနေလား ကြာ ပြော ကြာပေါင်းပြီးစားလို့ကောင်းတာဆိုလို့ငါတလောက်ပေါင်းပဲရှိရနော် လာပြီမဟုတ်တာကြီးလာပြီမဟုတ်တာနဲ့မဟတ်တာလာတော့မယ် စူးနေပြီကဲဝမ်းမဝမ်းကေမင်္ဂလာပါချစ်တယ်တဲ့နေအောင်စလုံးကိုတဲ့ ဖြစ်တယ်အာဘွား စားနေလာပြီတဲ့မတင်တင်က ကျွေးခြင်းနဲ့ အင်းလိုက်နေကောင်းတာကောင်းပါတယ်ခင်ဗျာတနခါလေးနဲ့လှတယ်လာဝင်းအိမ်ကဖြူနိုင်ရခိုင်းရနေအားပေးနေပါတယ်တဲ့အမကြီးတဲ့အမျိုးသားအမကြီးတဲ့အမျိုးသားအကောင့်နဲ့ဝင်မှတ်နေတာဦးနေမြောင်မိမရတဲ့ကံကောင်းတယ်ဟာဘာလည်းမဆိုင်ဘူး ဒီလားကျမအထဲမှာရှိရဲ့ယောက်ျားလေး တ အ န ပေါက် ခါ ကြီး လေး အကုန် နဲ့ မိ နေ န်းမ စ တွေ လုံးကချစ်စရာအေးချမ်းတယ်တဲ့ မမတော့မြေပဲလေးထောင်းရမှာပေါ့မြေပဲမရှိတဲ့အခါကျတော့ဒီအကျော်ပဲနည်းနည်းထောင်းပြီးထည့်လိုက် အကောင်ပါပြီးတော့ကြက်သွန်ကျော်ပါအကုန်လုံး အတုပ်တဲ့ထဲကိုနည်းနည်းထောင်းမယ် မြောင်စလုံးချစ်တယ်တဲ့ချစ်တယ်နော်တဲ့ ချစ်တယ် မိသည်ကဲဦးတန်းဖေးလေးကလည်းမခိန်နင်းဒီနဲ့လွမ်းဒီတော့အောင်လည်းအာပြဲစိန်နဲ့လွမ်းဟုတ်ကိုချောပါပြီအာဝါဒီလိုလည်းခေါ်တယ်တဲ့ခုန ဟုတ်တယ်အဝါဒီလည်းခေါ်တယ်ကလအော်ဒီလည်းခေါ်တယ်အေးအဝီတိုင်းဘက်ကအဝါဒီလို့ခေါ်တယ်ကျွန်တော်တို့ရန်ကုန်ဘက်တော့ကလအော်လို့ခေါ် သူများမန်းဆိုကြော်ဖတ်တယ်လာမင်းလေးကမဖတ်ပါဘူးလာ ဒါ မ မ င်း င်း လေး လေးမိုက်ရဖုံးမချင်နေလို့ သူကမျက်လုံးသိမကောင်းမမြင်ရလို့ တန်ခါလေးတွေပါရက်တောင်လေးပါကြီးပဲရက်တောင်ပစုံကြောက်ကမနေ့ကထောင်းထားပြီးသားမမတို့မြေပဲလေးထောင်းထည့်ရမှာမြေပဲမရှိဘူးကျက်သွန်ကြော်နဲ့နှမ်းပဲရှိတယ်မြေပဲကုန်တယ်အဲ့တော့နှစ်ပြန်ကြော်ကိုထည့်ထောင်းလိုက်ပြီ ဗမ်းမလေးလို့လာနေဗမ်းကလေးလို့ဦးရရှားသည်ဦးမျိုးအောင်နဲ့တွေ့တာနှုတ်မဆွဲဘူးလေရွှေရဘယ်တော့တွေ့တာကျွန်တော်မမှတ်မိဘူးကြာရွှေမလေးရောပဲရောက်နေတယ်တဲ့ဒီမှာမြည်ကြီးမန္တလေးမှာခိုင်းရနေကြည့်နေပါတယ်တဲ့ Thank you ပါမွေးပေး နင်းစီ
နေတိုင်းကိုချက်ပြနေတာတဲ့ကြည့်မှာပဲတဲ့ ဒီရတဲ့အလုပ်တွေလက်မခံ မ တာ တုံးကားလေးအရမ်းကြိုက်တယ်တဲ့ရောမတုံးကားလေးအရမ်းကြိုက်တယ်တဲ့အကိုနေမျိုးအောင်ဇကားလေးတွေအမြဲအားပေးဖြစ်တယ်တဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျ ကျွန်တော်ကတော့နေရောက်ပြီနော်ဝယ်ပြီးကြပြီလား ရှင်မတော်တနခါလုံးလေးဆိုင်မှာရောက်ပါပြီတဲ့ခင်ဗျာ အတင်းက post တင်တာတွေ မနေ့က post တင်ထားတယ်တဲ့တနခါချစ်တော်တနခါချစ်သူများ ဒီမှာဝယ်တော့မန်နေရတော့တောက်တက်တယ် တနခါချစ်သူများရှင်မတော်တနခါတွေရောက်ပြီတဲ့မြမရိုးရရှင်မတော်တနခါမြောက်စလုံးကိုချစ်တယ်တဲ့ ကျေးဇူးတင်ပါတယ်ရှင် ဘယ်တော့ကြည့်ကြည့်မယိုးဘူးတဲ့ မျက်စိနောက်မှာစိတ်ပူ ဦးနေမျိုးအောင်ဒါကြိုက်တယ် ချစ်ရင်းနဲ့မျက်စိနောက် ဒါ မှာ ချစ်တယ်ခိုင်းတာလေဘာချက်တာလဲမင်းသားကြီးတဲ့ဒီနေ့ကတော့မနေ့ကကျွန်တော်တို့ဝတ်သားစီပြန်လက်ကြံလေးရယ်နောက်ပြီးတော့ဘူးသီးချင်ဟင်းလေးရယ်ငါးကောင်းလေးနဲ့ဘူးသီးချင်ဟင်းရယ်ပြီးရင်မြင်းခွာရွက်တုပ်တယ်နောက်ပြီးတော့ရှောက်သီးတုပ်မယ်ပြီးရင် မတော့ပါဘူးကြောင့် မတုပ်တော့ဘူး မဟုတ်တယ် မဟုတ်လေအချင်းလေးကြီးပဲတက်တက် ဟောဒီချိန်ပြောစားမစားနိုင်မတောင်းနိုင်အောင်ဒုက္ခတွေ USA ကနေကြည့်နေပါတယ်တဲ့ နိုင်ငံခြားလူတွေထမင်းကျွေးနေတာရမ်းမယ် ခိုင်းကနေကြည့်နေပါတယ်တဲ့မင်းကောင်းသူလေးကအကိုမင်္ဂလာပါမင်္ဂလာပါခင်ဗျာစားရှင်နေတဲ့မမ ပြီးကျင်ပါတယ်ရှင် မပုတ်ချောက်ပဲတော့ရောက်မှလဲမမကြီးတဲ့ ရောက်သေးဘူးငဘုတ်ချောက်မရောက်နိုင်သေး ဘန်းသ ဘူး စ္စာလေး တန်းသစ္စာကြီးငဘုတ်ချောက်မရနိုင်သေးဘူး မလေးကကြည့်နေပါတယ်တဲ့မမိုးမိုးအေးက ဟုတ်ကဲ့ပါမမိုးမိုးရေးရေ ဇင်ကိုကအားပေးနေပါတယ်တဲ့ ကျေးဇူးပါရှင် မမူမူကမမကြီးတဲ့ဟင်းချက်နေဘာဟင်းချက်နေတာတော့တဲ့ ခုလောလောဆယ်စက်တော်စီမွေးတက်နေ ပ တာ ပဝင်ကဦးနေမြောင်စကားတွေကိုတဲ့အပြေးကြီးဖြစ်တာတဲ့ ဘူးဒီချီရင်ချက်ပြီးပြီ ကိုနေကြီးတဲ့ဗျာမင်္ဂလာပါလိုက်ဖက်တဲ့ဇုံတွဲတဲ့ USA ကနေကြည့်နေပါတယ်တဲ့ ကျေးဇူးတင်ပါတယ်ရှင် အောင်မြင်ကိုနေမြောင်လို့စီရမြေပဲစုံစီမာထားပါတယ်တဲ့ ကျေးဇူးတင်ပါတယ်ရှ ခ င် မင်းစားရင်ကြည့်နေပါတယ်တဲ့ အာစားပြီလားနိုင်ထိုး မ နေ မူကတင်ရမင်းဒီစလုံးကိုဖောက်ကြည့်ခိုင်းလို့ရတယ်ငါမမြင်အောင်လား မင်းကလည်းမြင်ရ ဦးသေးလေးတဲ့ဦးနေမြောင်ရုပ်ရှင်တွေမရိုက်တော့ဘူးလားတဲ့မရိုက်သေးတာပါခင်ဗျာအေးကျန်းတယ်တဲ့ချစ်တယ်တဲ့ ချစ်တယ်အားလုံးပဲ ကြောက်တန်းကနေကြည့်နေပါတယ်တငယ်ချင်းရေးတယ်ဘယ်သူလဲကောင်းတယ် ဟု နဲ့ တ်လားတကယ်ကြီးဘယ်သူလဲဟောတန်းနေပါလေဆိုပါသူရစော ဩသူရ သူ တော့ ရစောတကယ်ကြီးစိတ်တော့မရှိနဲ့ဟာနမယ်လေးနဲ့လူလေးနဲ့တွဲမတွဲနိုင်တော့ဘူးတွဲပြီးမမှတ်မိတော့ဘူးနော်ရစော နိုင်ငံခြားကိုရောက်နေတဲ့ကိုနေမြောင်ရေးနိုင်ငံခြားကိုရောက်နေတဲ့သူတွေအတွက်အားပေးစကားလေးတစ်ခုလောက်ပြောပြပါတဲ့ ပြောလိုက်တာ ကဲကျမ်းပါပါစေချမ်းသာပါစေနော်ကျမ်းမာရေးကိုအထူးဂရုစိုက်ကြပါသူများနိုင်ငံမှာသွားပြီးအလုပ်လုပ်တယ်ဆိုတာငွေကိုစုဆောင်းကြပါလို့နော်ကိုယ့်ရဲ့ညီမချက်လေးအောင်မြင်အောင်ကြိုးစားကြပါလို့ကျွန်တော်ပြောချင်ပါတယ် သူများနိုင်ငံမှာလှုပ်သွားလှုပ်ပြီးတော့ဟိုမှာပဲရတဲ့ပတ်စံထိုင်ပြီးသုံးနေရင်လည်းပြန်လာရင်ဒုံရင်ကဒုံရင်ဖြစ်တော့လေချိန်လေးပုံလာပဲဖတ်တယ် ကိုနေ နော် တော့အပိုင်းနဲ့မျောနေတယ်တဲ့အဲ့ဟုတ်တယ်ကျွန်တော်အပိုင်းနဲ့ပြောအောင်ပါနည်းနည်းလေးကျွန်တော်အားယူနေတော့အပိုင်းနဲ့ကနည်းနည်းဇလန်းလေးရရှည်လို့ဗိုက်စာလာပြီးနော်တဲ့ကိုနေမျိုးအောင်တဲ့ဇကားတွေမကြည့်ရတာကြာပြီတဲ့ဟုတ်တယ်ကမြောက်စလုံးကိုချစ်တယ်တဲ့ ချစ်တယ်အားလုံးကိုချစ်တယ် ကဲနည်းနည်း အားလုံးကိုချစ်တယ် ကုလ
လာထွက်တချင်းလေးပြောင်းလိုက်တယ်နော်ကြည်ရင်းနေတော့တည်ကြလာတယ်တဲ့ညီမလေးအေးကိုမင်္ဂလာပါညီမလေးအေးကိုပြပြရပြင်းလို့တဲ့ထားပြီးတော့လိုက်လွင့်တာခြံထဲမှာအကူနဲ့ပြပြနဲ့2ယောက်တည်း ခြံဆောင် ခြံဆောင်ဖြစ်နေတော့ ခြံဆောင်နေမရ မမပြချစ်တယ်တဲ့ဘက်စုံတော်တဲ့ညီမလေးတဲ့နာမည်လေးတော့ကျွန်တော်ဖတ်မပြတော့ဘူးနော်ဘက်စုံတော်တဲ့ညီမလေးပါပြီတော့ညီမလေး မြမပြည်ရဲ့ဟင်းတွေကိုလည်းသတိရပါတယ်တဲ့ အားပြည့်စိန်တို့လင်မယား2ယောက်ချစ်တယ်တဲ့ သမင်းကောင်း သမင်းအောင်စားလာပြီတဲ့အမချက်တဲ့ဟင်းတွေကြည့်ပြီးတော့တဲ့ချက်စားဖြစ်တယ်တဲ့ မော်လမြိုင်လဲပါအောင်ဟုတ်လား မော်လမြိုင်ကိုလာလေပါဦးရှင်မတောင်တနခါလိမ့်ထားလာတဲ့ဟုတ်တယ်ဗျရှင်မတောင်တနခါချစ်သူများတို့အားပြည့်စိန်ဆိုင်မှာတနခါတုံးများရောက်ပါပြီနော်အားပြည့်စိန်ဆိုင်မှာတနခါတုံးများရောက်ပါပြီနော်တစ်နေ့လုံးစိတ်ကြိုက်သိမ်းထားလို့ရပါတယ်တဲ့မှုမတက်တော့ပါဘူးတဲ့သိကြိုက်သိသဘောကြတဲ့မင်းသားကြီးဟုတ်ကဲ့ပါမင်္ဂလာပါဗျာဒီချိန်မှာတော့ကျွန်တော်ကားတွေနည်းနည်းမရိုက်ချင်သေးလို့နောက်တော့ပြန်ရိုက်မှာပါကျွန်တော်ကဗာလဲဆိုတော့အာပြဲစိန်ရဲ့ best man ဖြစ်သွားတဲ့အခါကျတော့အာပြဲစိန်နောက်ကိုလိုက်နေတာအရင်တော့အာပြဲစိန်ကကျွန်တော်နောက်ကတောက်တုံမရခိုင်းတဲ့ကောင်မလေးအခုကျတော့အာပြဲစိန်နောက်ကကျွန်တော်ကတောက်ပြန်ဖြစ်သွားတာပေါ့ဘုကတခါတည်းပြန်လဲတာဆိုတော့သူ့လိုက်ဒီမှာကျွန်တော်လိုက်ပြီးဖြည့်ဆည်းပေးနေရတယ်တောက်ပေါ့နော်တောက်ချစ်ဖို့ကောင်းနေတာတဲ့ဦးနေမျိုးအောင်တဲ့နာမည်ခေါ်ပေးပါတဲ့ပလဲမိုးလေးနာမည်ခေါ်ပေးရနော်ချစ်လို့တဲ့ပြပြကိုကြည့်နေတာတဲ့ ကျေးဇူးတင်ပါတယ်စံကြောက်ကလေးထည့်မယ် ကြိုက်ထူကနေကြည့်နေပါတယ်တဲ့ဟုတ်ကဲ့ပါကိုနေမြောက်ကံကောင်းတယ်တဲ့အမဟင်းတွေကိုစားရတာတဲ့မနေ့ကညဘူးသီးချင်းချက်ပါမယ်တဲ့ ချက် အားကြပါတယ်မာကြီးရေတဲ့ ချက်ပလိုက် ဘီသူမရွှေထားရေဒီတော့ကလေးကညကြမှာကောင်းပါ ညကြထပ်တော့ကျွေးမယ် ဟောညကြအင်ဂျင်ဝိုင်လေးနဲ့လေညကြမြင်းခွာရဲ့တုပ်ကလေးနဲ့အင်ဂျင်ဝိုင်လေးနဲ့တောက် ငပြားကြီးလေးထည့်မယ် စကားတစ်တွေမျောနေပါတယ်တဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် သားမုတ်ကလေးထည့်မယ် မိုးပလဲမဟုတ်ပါဘူးပလဲမိုးပြောတာဟုတ်ကဲ့ပါတဲ့ စောက်ထီးရေမဖက်နဲ့လေ မင်းသားကြီးယာရုကြသွားပြီပေါ့တဲ့ခုနကကျွန်တော်ပြောတဲ့အရင်တော့အာပြဲစိန်ကကျွန်တော်နောက်ကတောက်တုံမေရနော်မိတ်ကပ်ပစ္စည်းအိတ်လွယ်မယ်နောက်ပြီးအဝက်ခောက်မယ် ခဏစီးပေးရတယ် ခဏစီးပေးရတယ် ထီဆောင်ပေးရတယ် ထိုင်ကုန်တယ်ပေးရတယ် ထိုင်ကုန်တယ်ပေးရတယ်ချွေးထွက်ရင်တပည့်ပေးရတယ်ကျွန်တော်တပည့်မထားဘူးကျွန်တော်မိမကျွန်တော်တပည့်ပဲအခုကျတော့ဘလူပြန်ဖြစ်သွားတော့ကြောင်းပြန်ဖြစ်သွားအခုကျွန်တော်ကားရိုက်တွေ2ယောက်တည်းအတူတူသွားနေတဲ့ခါကျတော့ကားရိုက်တွေကတော့ခေါ်ပါတယ်ကျွန်တော်ကအာပြည့်စိန်နောက်ကနေလိုက်ပြီးတော့ပန်ပူးပြီးတဲ့ခါကျတော့ဘယ်လိုကောမလဲအာပြည့်စိန်တပည့်ပြန်ဖြစ်သွားတော့ဝက်ကတန်းလေတာဒီဘဝမှာနေဝက်ကတန်းလေတာအာပြည့်စိန်တပည့်ပြန်ဖြစ်သွားတော့သူ့ကိုဟလာမိတ်ကလိမ့်တဲ့ချင်းကိုလည်းဆွဲပေးရတယ်ထီးလေးဆောင်းပေးရတယ်လိုက်လွှင့်တဲ့အခါကျရင်လည်းဖုံးကင်ပေးရတယ်တခါလေကျရင်အကောခံရသေးတယ်ရှင်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အကောခံရသေးတယ်ပြန်ပြီးဝက်လေတာပေါ့အခုတော့နေမျိုးစိန်ကတောက်စိန်ဖြစ်သွားတာမင်္ဂလာပါတဲ့မင်းလည်းငယ်ကပူချောတယ်တဲ့ ညံကောက်ပဲ မင်းခိုင်လားမင်းခါလားဟုတ်မမဘောပြပါလား မင်း ပြေးရှိခါ မင်းခ ဦးမင်းခမင်္ဂလာပါ အကျန်းတော့တောတော့အကျန်းတော့ကလေးပါအဲဒါကျွန်တော်တေးဥဆောင်စလုပ်ကြရအောင်
တပည့်သိမ့်မထားဘူးတပည့်တွေလည်းမထားဘူးလင်မယားနှစ်ယောက်ပဲနော်ကျွန်တော်တို့22လမ်းမှာနေတော့ဆိုရင်လည်းဒီတိုင်းပဲမနေ့ဆိုရင်အဝတ်ချင်းကြီးကိုအပေါ်ကနေထမ်းချရတယ်ညနေပြန်ရောက်ပြီဆိုအဝတ်ချင်းကြီးကိုပြန်ပြီးအပေါ်ထမ်းတင်ရတယ်အခုလည်းအတူတူပါပဲအလုပ်ကတော့ဟုတ်လားမောင်တထမ်းမယ်တွေ့ရဆိုတာတော့အလုပ်ကလုံနေရမှာပဲလေအလုပ်မလုံနေရရင်ပြင်းစရာကြီးဖြစ်နေဘာလို့အလုပ်ရှိမှဘယ်လိုကောင်းလဲနေသားကြတယ်လို့ဖြစ်နေနောက်မဆိုအလုပ်မရှိဘူးဆိုရင်ယောဂတစ်ခုတိုးနေတယ်လို့ပဲတစ်ခုခုလုံနေရမှာ စီကြလေးထည့်လိုက်မယ်တို့ပြောနေလိုက်တာ အဲဆိုခုနကတော့ကျွန်တော်ပြောတဲ့စကားအတိုင်းမောင်တထမ်းမယ်တရွက်ဆိုတဲ့စကားအလကားဖြစ်လာတာမဟုတ်ဘူးနော်ကြိုးစားယူကြိုးစားစားယူသားသားနဲ့အလုပ်ပေါ်မှာလုံလဝရိယစိုက်ပြီးတော့အလုပ်လုပ်မယ်ဆိုရင်အဲ့ဒီလူကဘယ်တော့မှမစင်ရဲဘူးလို့ပြောလို့ရတာပေါ့နော်ကန်နေနဲ့လဲဆိုင်တာပေါ့နော်လူချင်းတူပြီးမဲ့ကန်ချင်းတော့မတူဘူးပေါ့ လုံးသားနေဝတ်တိုင်း တဲ့နေအောင်ချစ်နေတာအော်မန်းနေရပျောက်သွားတယ်ဘူးလေးတဲ့ဘူပိုင်ချက်စုပြနေရဝတ်တိုင်းလေးပြန်နေတယ် 1.5k မင်္ဂလာပါဇာဖြိုးတယ်မင်္ဂလာပါဇာဖြိုးအပေးလေးနဲ့အပေးလေးပါဦးနေမျိုးအောင် တာရီမာရှာရှူကတော့ရုပ် ကြာတူးဆောင်ကောင်းတယ်မမအဟင်းချက်ကောင်းတယ်ဟုတ်တယ်အမရေရွှေရင်ကျော်ရောက်ဟောရွှေရင်ကျော်ဆရာမဟုတ်တယ်ဆရာမကြီးခင်းဝိုင်းချက်ရင်းနဲ့စကားပြောနေတာ နာယေသစ္စာ မင်းသားတဲ့သမီးလေးကချစ်စရာလေးဟာဒါကျွန်တော်သမီးမဟုတ်ဘူးကျွန်တော်အမေမနှောင်းနဲ့နော်ကျွန်တော်မှတတငငယ်ပဲရှိသေးတယ်ဘကွက်ကလေးတောင်ကွက်တာစင်ကူကနေကြည့်နေပါတယ်တဲ့ဟုတ်ကဲ့ပါကျမ်းမှာချမ်းသာလို့သာသနာပြုနိုင်ကြပါစေဒီအန်ရည်တွေကင်းဝေးကြပါစေအားရစိတ်နဲ့နေမျိုးအောင်အားပေးနေကြတော့အမျိုးမျိုးနဲ့အယမနော်ခொနဲ့သားသမီးများကျမ်းမာလို့ချမ်းသာကြပါစေဘေးနဲ့ကင်းပါစေနှလုံးစိမ်မှာအေးချမ်းကြပါစေအလုပ်အကိုင်များလည်းအဆင်ပြေကြပါစေကိုယ်စိတ်နှလုံးချမ်းသာချမ်းသာနဲ့နေရပြီးတော့အလူရည်ဆက်လက်နဲ့မကွာလူနိုင်တန်းနိုင်ကြပါစေတော့ဘုန်းကြီးဝင်ကောင်းတာပဲ ကြံဝဲပဲဆို ဟုတ်တယ်လေဟိုမှာသွားမှာလေဒေါနာတောင်တန်းမှာဒေါနာတောင်တန်းပေါ်မှာတတကားစီရတော့ကြားကြီးနဲ့ဘုန်းကြီးအတူသွားဖို့ဆရာတော်ကြီးပါတပည့်ခံ ဘုံကဒီမှာပြန်ရှိလို့လား ဘုံကဒေါနာတောင်မှာရှိတယ် ကြံမှာ မကြမ်းမရှိမှာဖြစ်တယ်ဘုံမရှိဘူးဆိုတော့မိုးတော်ဘူးလေဘုံရှိတယ်ဆိုတော့ဒေါနာတောင်ကမှာသွားဖို့ကရင်စီနဲ့ဒေါနာတောင်ကမကန်တော်သစ္စာမိုးကြီးဇက်ကဥကျော်ရေးစတိုင်နဲ့တရုပ်ဆောင်တာပူကြိုက်တယ်တဲ့။နေအောင်စလုံးကိုချစ်တာတဲ့အမဟိချက်ကောင်းတယ်တဲ့ဥကြီးမျိုးပါအောင်ဝိတ်။ဟာတဲ့ဘယ်တော့မှဝေမထိန်တော့မထိန်နိုင်ဘူးတဲ့။ကျွန်တော်ပိန်နေတယ်။ဒီရင်တော့165ရှိတာအခုကျွန်တော်155ဖြစ်သွားပြီ။10ပေါင်လောက်တော့ကြာပါ။နောက်ပြီးအသက်ကြီးတာလည်းပါမှာပေါ့နော်။အစားတောက်တွေကပြက်တယ်ကသမင်းတစ်ခါစားရင်2ပကံပဲ။ဟုတ်ကဲ့ပါမျိုးနေရက်ကနေအားပေးနေကြတဲ့တူချင်းတယောက်ချင်းစီကိုလေးစားပါတယ်နော်ခိုင်းရနေအားပေးနေပါတယ်ကိုနေမျိုး ပြချက်ပကံပမာလေ ဒီမှာလေးမပြည့်ရည် မပြချက်ပြောတာမနေ့ကတော့ဟွာလေမယန်းသေးငပြချက်က ဟောထဲမှာဒါမနေ့ကဝက်သားလေးကိုပြန်နှွေးလိုက်တယ်
ဒါလေးကတော့အာဘေးစိန်ရဲ့မြင်းခွာရွက်တုပ်ကလေးနော်ကဲဒါတော့မယမ်းသေး လေးကမယန်းသီးဟင်းလေးပြန်ပေးမယ် ပြီးတဲ့စုဘိုးနေတာကဲဧည့်သည်လုပ်ချင်တဲ့သူတွေလာခဲ့ပါ အချင်းလေးပြောင်းလိုက်ပြီဘောပိုက်သူတွေမင်္ဂလာပါလို့ ဘာသူကြီးမင်္ဂလာပါအတုတ်က ဆိုင်လား ညနေကျရင်တစ်ခါထပ်တုတ်ရ ပါတယ်တဲ့ခမင်းတွေးပါတဲ့ စီချက်လေးနဲ့ညနေကျရင်တစ်ခေါက်တုတ်လို့ရတယ်နော်ဒီမှာရွက်တွေကတော့အားကြီးပဲရွက်တွေကတော့အားကြီးပဲဦးတော်ကဦးနေမျိုးအောင်ဆိုင်းကနေအားပေးနေပါတယ်တဲ့ ဟုတ်ကဲ့ပါဒါနော်ကိုလွမ်းမိုးတချင်းကြောင်းလိုက်ပြန်ပြီမင်းသားကြီးအမလားတဲ့မောင်တုကအတော်လို့ရေပြဲလို့မင်းသားကြီးတဲ့မမပြဲနဲ့မင်းသားကြီးတဲ့ဦးမြင့်မြောင်ကားဆိုရမ်းကြိုက်တယ်တဲ့မွန်လေးရကိုဘွားကိုမင်းသားလေပါကွယ် ဒီဟိုကြောင့်ထဲမှာသုံးတယ်လက်နီးစုပ်တို့လက်တုပ်ပွားတို့လေတိုင်းလျှော်ပါနော်လေတိုင်းလျှော်ပါဒီဟိုကြောင့်ထဲမှာသုံးတဲ့လက်နီးစုပ်တို့လက်တုပ်ပွားတို့ကလေတိုင်းလျှော်ပေးရတယ်နော်နောက်ဆုံးတစ်နေ့တစ်ခါမလျှော်နိုင်ဘူးဆိုရင်တော့2ရက်တစ်ခါတော့လျှော်ပါအနည်းဆုံးတော့နော်အဲ့လိုညစ်တိညစ်ပတ်ကြီးတွေဆက် ဒီနားမှာဈေးသွားဝယ်တယ်တဲ့ ခွေနောက်ကျော်တယ်ဟိုဘကမ်းမယ်ဟိုဘကမ်းအိမ်မှာဈေးတန်းရှိတယ်အကုန်ရတယ်ကျက်ဝက်ငါအသာရှိသမျှအကုန်ရတယ်ဘယ်ဦးမှသွားဝယ်ကြမလို့ဒီရွက်အစုံရတယ်ခဏမတလောက်တောင်ရသေးတယ်မတလောက်ကလေးညကြရင်ကြော်မလို့ ဦးလေးမျိုးအောင်ကြီးတဲ့အမေရတဲ့အခုတော့ဆုံးသွားပြီတဲ့ဒီရင်တော့ဆိုရင်တဲ့ဦးလေးမျိုးအောင်ကားကိုစကားကိုငှားမပေးဘူးဆိုရင်အမေကအရန်စိတ်ဆိုးတာတဲ့စိတ်ကောက်တာတဲ့ကျေးဇူးတင်ပါတယ်ညီမလေးကျမလို့ချမ်းသာကြပါစေ နာဦးနေမြောင်အတွက်ညစာငါတလောက်ကြော်ပေးဖို့ဒီမှာငါတလောက်တောင်ရတယ်ဒါငါတလောက်ကလေးအသေးလေးပေါ့နော်အသေးလေးတွေပဲပေါ့အကြီးကြီးတွေရန်ကုန်မှာလို့အကြီးကြီးတွေတော့မရှိဘူးဒါ2900ဘူး US ကနေအားပေးနေပါတယ်တဲ့ ဆေးမဒီနာကဆေးမအကုန်ရ ရန်ကုန်ရောက်ရင်လည်း9မိုင်ချမ်းကိုရောက်လာမယ်တဲ့ လာခဲ့ပါ ဦးကျော်သိန်းနဲ့တူတယ်တဲ့ဘယ်တော့ဦးကျော်သိန်း ဆိုရည်ရပါပါ
ညနေစာမစားဘူးလားတဲ့ဟုတ်ကဲ့ကျွန်တော်ညစာမစားပါဘူးမနေ့ဆိုရင်လည်းကျွန်တော် breakfast က coffee ပဲရှိတယ်နေ့လယ်စာတစ်နက်ကိုပဲကျွန်တော်အဝါစားတယ်ခင်ဗျ မညဆိုတော့အတီးရွက်စားတာပေါ့နော်အတီးရွက်စား ညပဲဆိုရင်ကျွန်တော်ပါတော့9ကြော်လေးနဲ့အသီးရွက်ကလေးနဲ့အင်ဂျင်ဝိုင်လေးနဲ့တော့အဲ့ဒါကြီးတော့ထိုင်ပြစ်တယ်အင်ဂျင်ဝိုင်လေးနဲ့ထိုင်ပြစ်တယ်သမင်းကိုတစ်နက်ပဲစားတဲ့ဆန်လည်းဘာစမာတီပဲဆိုတော့ဟိုကျမကြီးကထိန်းတဲ့သဘောပါပဲဘာလို့ဆိုတော့ကျွန်တော်အသက်က50ကျော်လာပြီဆိုတော့နည်းနည်းကျမကြီးထိခိုက်မှာဆိုလို့နောက်ပြီးတော့ကျွန်တော်ကသွေးတိုးလည်းရှိတယ်ဆိုတော့လေနည်းနည်းဆင်ញင်တာပေါ့နော်ဘာစမာတီဆန်စားတယ်ပြီးရင်နည်းနည်းကျမကြီးကိုကျမကြီးနဲ့ပတ်သက်ပြီးတော့အစားအသောက်ကလေးတော့နည်းနည်းရှောင်တာပေါ့နော်ဘန်ကောက်ကနေအားပေးနေပါတယ်မင်းသားကြီးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ချက်တဲ့ဟင်းလေးကတော့မြင်းခွာရွက်တုတ်တယ်ပြီးရင်ဝက်သားစီပြန်ဝက်ခောက်ပြန်ချက်ကလေးရယ်ပြီးရင်နောက်ပြီးတော့မယန်းသီးကြော်ရယ်နောက်ပြီးတော့ပါတယ် ပလိပုတ်တော့ ဘူးသီးချင်း ကလေးကိုလေးမိဖုတ်ပါမယ်ချွေးတော့ထွက်လာပြီပေါ့ကလောတန်ကြားရည်လား သမင်းဆိုင်ဦးနေမြောချွေးတွေအပြည့်ထွက်သွားအောင်ချွေးတွေမတရားထွက်တာသမင်းဆိုင် ဦးနေမြောရမ်းကြိုက်တယ်တဲ့တရုတ်ဆောင်အရန်ကောင်းလို့တဲ့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်လေ ကျေးဇူးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်တို့စရာလည်းအစုံရှိတယ်မီလေးအောင်ပြီးမှတို့လို့ဆိုမတရား ဘယ်ဟော လေ ရမှာ ဖိုက်နာမှာဆိုလို့ ရမ်းကြိုက်တဲ့ချင်း ဘယ်မှုရတာအဲ့လိုမီလေးအောင်ပြီးတို့လို့ဆိုရင်အရန်ဟွာဖြစ်မှာဆို လမ်းမှာ မစမ်းဘူးကငါတလောက်ကတန်လိုက်တာတဲ့ ဟုတ်တယ်2900 1500ဈေးတဲ့ ။နောင်များနေအားပေးနေပါတယ်တဲ့ချင်းမိတ်ကလေးက အသေးလေးတွေမို့လို့အကြီးရဆိုရင် ။အပေါ်လေးကတဘာဝမင်းသားကြီးမို့ရမ်းကြိုက်တယ်တဲ့ 6000ဈေး ။စကားတွေတော်များများကြည့်ဖြစ်တယ်တဲ့ အဲ့ဒါကအကြီးဆိုရင်ရမ်းဈေးကြီးရဒါအသေးလေးတွေပစ္စည်းကွေးလေးတွေမို့လို့။နေအောင်စလုံးခါခါလေးနဲ့တဲ့။လေလာခြင်းနဲ့မမတဲ့ ဒါကဲ မခိုင်မျိုးဝင်းရ ဒီဝိုင်း ပုံမနာကားတွေအားပေးခဲ့တာတဲ့ရမ်းကြိုက်တယ် ဟုတ်ကဲ့ပါရန်ကုန်မြို့ ။ဒီများမြောက်တနခါဘကွက်ကလေးတွေနဲ့တဘာဝရမ်းကြတာပဲတဲ့ မြို့တော်ရေ ။မင်းင်းဒီမကြိုက်ဘူးလားတဲ့။ကြိုက်တယ်ပကံလန်းလေးကောင်းရတာ။ဘူးမျိုးအောင်မိသားစုအားလုံးချစ်တယ်တဲ့ ငါးကောင်းတစ်ကောင်း1500 တိမ်တိမ်လုံးကဦးနေမျိုးအောင်ရမ်းကြိုက်တာတဲ့ ငါးကောင်းတစ်ကောင်း1500နဲ့ဘူးဒီဖြီဟင်းစရိတ်နဲ့အဖိုးနဲ့တက်တာစားခြင်းစပွဲဟင်းတစ်ခွက်ဒီတဲကိုဒန်းလွန်သီးလေးထည့်လဲကောင်းတယ်ဒန်းလွန်သီးမရှိလို့ပါ တော်ရေရေပြင်းအင်းအားသာတိပါရဲ့ဒီရကံတော်လေးပွင့်မြန်မီလေးလေလာရဲ့လူရေဝဲပါလေအတိတ်ပုံမြင်လွေကံတော်မြို့တော်ရေကံတော်မြို့တော်ရေ ဝမ်းနေကြီး
ကောင်းတဲ့ခါးချောင်းနိုင်ကြပါစေပြောပြီးလိုက်ရင်းချမယ်ဒီအဒီလေးကိုမှမလီတော့ပါဘူး တရသည်မလီတော့ဘူး ဒါပြကြားနေပဲညာ ရှင်ပါလို့ကဲအဲ့ဒါဆိုရင်လိုက်ကလေးချမယ် 1.1k မင်္ဂလာပါကိုချစ်တရားကိုမိဖို့တွေကကိုမထွက်ခိုင်းဘူးနော်မိဖို့တွေကကိုမထွက်ခိုင်းဘူး ဖုန်းနဲ့ယူကြည့်လိုက် မကြည့်တော့ဗျာ မြင်ရလားဒီမှာ မြင်ရတယ် ကျော်ရှင်ခြင်းဝမ်းနေခြင်းကံကိုမြို့တော်ရေကပိရေအားရစင်ရဲ့ကပိရေဒီတို့စီကမကောင်းတော့ရတော့လိုက်တရသီးလေးတွေထည့်ထားလိုက်နောနေပြီဒီမှာတို့စီကအစ်စ်ထည့်မယ်တော့လိုက်တော့ဝဲလိုက်တော့ကဲအဲ့ဒါဆိုရင်နှုတ်ဆက်ပါမယ်ရှင်နှုတ်ဆက်ပါမယ်ဆိုမှတရားမှလည်းမစင်တော့ဘူးအီသိဝိစာဒေါ်တီတာထွန်းမြင့်မြင့်တန်းနာမည်လေးတွေဖတ်ပေးနေရနော်နာမည်လေးတွေဖတ်ပေးနေပါလိမ့်ရှင်နော်ကဲအဲ့ဒါဆိုလို့ရှိရင်နှုတ်ဆက်ပါမယ်ရှင်ဒါလေးကိုအုပ်ဆောင်လေးနဲ့ခိတာခဏအုပ်ထားပြီးတော့တလားရေလေးချိုးလိုက်အောင်မယ်ရှင်နော်ရေချိုးပြီးမှတမင်းစားမယ်အခါလေးအေးအေးလေးလိမ့်ပြီးတော့အုပ်ဆောင်အထဲမှာလာမသိရောကျကဲအဲ့ဒါဆိုနှုတ်ဆက်ပါတယ်ကိုချစ်တက်တာလည်းညရင်ဘူးတိချီရင်လေးချက်စားနော်မနေ့ကညဘူးတိချီရင်လေးချက်စားကြီးနော်အဲ့လိုမျိုးလေးငါးကောင်းလေးနဲ့ပဲပြပြငါ6ကလေးနဲ့ပဲပြပြငါ6ကလေးနဲ့ဆိုလဲငါ6ကလေးနဲ့အောင်လေးကိုမှုေးနေရပဲငါ6နဲ့ချက်စားတာပုံကောင်းနဲ့တနာဒီနေ့ဦးလေးတော့ငါးကောင်းကြိုက်လို့ငါးကောင်းလေးတွေ့လာလို့ငါးကောင်းနဲ့ချက်တာနော် မနေ့ကညပြောလိုက်မနေ့ကညဂျီသားကိုကိုင်းသီးလေးနဲ့ချက်ပြမယ် လည်းပြန်ကြည်သားကိုကိုင်းသီးလေးနဲ့ချက်ပြမယ်ကြည်သားလာရောက်လာလို့အဲ့ဒါဝယ်ထားရှိရပြင်းလို့ရဟင်းနေအများကြီးမို့လို့ရမချက်တော့တာနော်တတာချစ်တယ်အားလုံးပဲ